ပါဒီကမဲ့ကိုအချိန်ရောက်ပြီဆိုတော့နားချိန်နဲ့စားချိန်ရောက်ဒီလိုတော့နေနေပူတယ်နေဘူးတော့အဲ့ဒါစောစီးပြန်နားတယ်ပြီးတော့နားတာပါဒီပြတော့ဘာမဟုတ်တော့ကိုကတော့ကို့မှာကိုလှုပ်ရှားရှိတယ်လုံးမပေါ့ဗျာဟုတ်တယ်မလားဘာလို့လဲသူများတက်ခိုက်တယ်မပါတာဟာကြီးကိုတနိုင်ကုန်တော့မိသားစုတွေအားလုံးကိုပျော်စီခြင်းနဲ့စိတ်နဲ့တဘောတယ်ပါကျန်တဲ့ရည်ရွယ်ချက်ကတော့ဘာမှမပါပါဘူးကိုတို့ကြောင့်စကားတခွန်းမှားခဲ့လေရင်တူတယောက်ထိခိုက်သွားတယ်ဆိုရင်ကိုတို့ကတောင်းမှန်ပါတယ်ဘာလို့ကိုတို့ရဲ့ရည်ရွယ်ချက်ကကိုတို့ဘာမှမကိုတို့ကဒီတိုင်းပါပဲကိုတို့ဒီတိုင်းပဲတော့ကိုတို့စားရဲစားခြင်းနဲ့စားတယ်တောက်ခြင်းနဲ့တောက်တယ်ပုံမှန်ပဲကိုတို့ကတော့နေတယ်ဒါပေမဲ့အဲ့ဒီကမှတူတယောက်ထိခိုက်သွားတယ်နစ်နာသွားတယ်ဆိုရင်ကိုတို့အနုမျိုးတောင်းမှန်ပါတယ်နော်ဒါပေမဲ့ဘာလို့လဲဆိုတော့နေဘက်ကလေးကပြန်နားတဲ့အချိန်လေးဆိုတော့ကိုတို့က17နာရီ12နာရီတစ်ချက်ပြီးရင်ဆိုသူပြန်ပြီးတော့နားတယ်လေနားတဲ့အချိန်လေးမှာတော့ကိုယ့်ရဲ့အမှန်တော့ဒီနေ့တိတ်မစော့ချင်ဘူးဗျာပွင့်နေပြောဒါပေမဲ့ကိုယ့်ရဲ့ချစ်ရတဲ့လူတွေရှိတော့ကိုယ့်ရင်နဲ့နှလုံးသားတွေကနစ်နာခံပြီးတော့ပဲကိုယ်ပဲအရက်တောက်လိုက်တော့ပါမယ်အညာစင်ရောအထက်စင်ရောအောက်စင်ရောအရက်မျက်နှာမြင်ဆိုစိတ်ကချက်ချင်းပြောင်းသွားတာအဲ့လိုခေါင်းကစိတ်ကတိတ်မကြည့်ဘူးဒါမြင်မှစိတ်ကပြောင်းသွားတာရှိရအင်ဂျင်နဲ့စီချက်ဆိုတမ်းရစကနိုးတာပဲကိုခင်ထွေးတော့လက်စင်းနေပြီအဲ့လိုတောက်ပြီးတော့ဒီနေ့ခရိုင်တော့နေဦးမယ်ဗျာပြီးတော့မှထမင်းစားမယ်ကောင်းစိတ်တလုံးတည်ရဒီမျိုးချရတယ်ရင်ထဲမှာရှင်းကြသွားတာကိုတို့တော့လုံးပြရှိတာလုံးပါပဲဘာဖြစ်လို့လဲဆိုတော့ဘာလို့လုံးပါပဲလို့ဆိုတော့ကိုတို့ကဒါတမန်တကာတိကျဖန်တီးယူရမှာမဟုတ်တာဒါကိုတို့စားရင်တောင်းနေတာမိတ်ဆွေတွေတဲ့စကားပြောနေဒီလိုပဲပုံမှန်လေးပဲသွားတာပဲလောက်ကြံဖန်တီးယူတာလည်းဘာတစ်ခုမှမရှိဘူးနောက်တစ်ခုကကိုတို့ကြောင့်တစ်ဖက်သားလူစိတ်ညစ်သွားတယ်ဆိုရင်လည်းကိုတို့ကတစ်ခါတည်းတောင်းမှပါတယ်ပြီးတော့အာဘီမပြန်နိုင်တာပဲပြီးတော့အာစီမပြန်နိုင်တာလေးလည်းကိုတို့တောင်းမှပါတယ်အော်အာဘီဆိုတာစကားပြန်ပြောနိုင်တာလည်းကိုတို့တောင်းမှပါတယ်ကိုတို့ကဆိုင်ငယ်မောင်းတာလေဆိုင်ငယ်မောင်းတယ်ဆိုတော့ဆိုင်ငယ်သုံးမိဆွဲတယ်ဆိုတော့ဖုန်းလာတိုင်းရကြိုင်လို့မရပါဘူးအားကြောင့်မလို့တခါတခါစာတန်းလေးဖတ်တဲ့အခါကြလို့ရှင်တယ်စိတ်ရှိလက်ရှိလေးတဲ့ကိုတို့လိုက်ဖတ်ကြည့်လိုက်တဲ့အခါကျတော့တခါကြတော့လေတကယ်ကိုနစ်ခါရင်ထဲရရင်ကိုတို့ရဲ့မတော့ပါနဲ့စေတနာတွေပြောတာပါဒီစာတန်းလေးတွေကိုကစာချောင်းရေးထားတဲ့စာသားလေးတွေပေါ်မှာကမတူပါဘူးမတော့ပါနဲ့စေတနာတွေပြောတာပါချို့ကြတော့မနိုင်မနေဆိုင်ကြီးထမ်းလာတာကြနေရွက်စားအဲ့လိုရွက်လို့စောင်းတဲ့လူတွေကိုကိုတို့ကပူတိုက်ခိုက်တယ်တကယ်ပြောတာဒါပေမဲ့ကိုတို့တိုက်ခိုက်ပုံတိုက်ခိုက်နီးဘလို့တိုက်ခိုက်တယ်မှတ်တယ်ရွက်တာစောင်းတာလို့လိန်တာပိန်တာလို့မင်းပေါကောင်ပြီးလို့ညာကောင်ပြီးလို့လှုပ်လို့ရှင်ကိုတို့ကအဲ့လူကိုတို့ကမှတ်ထားတယ်တီးတာမှတ်ထားတာအဲ့လူဟောတဲ့ဘတ်ပတ်ဝင်နေတာရော့အသေးယူရော့ကမကလေးညီလေးရော့တခါဆက်ပြီးတော့ခြာပြီးတော့ကော်ပီလေးပြီးတယ်ရှယ်ပေးလိုက်တယ်အပေါင်းလေးနှိပ်ပေးလိုက်တယ်မိတ်ဆွေဖြစ်အောင်လုပ်ပေးလိုက်တယ်တခါနှစ်ခါသုံးခါလေးခါသူ့ကိုဘာမှပြောတော့ကိုတို့ကအဲ့လိုတိုက်ခိုက်တာကိုတို့ကဟာသူများတကလာတဲ့ဟာကိုတို့ကမြစ်တာတရားနဲ့ပြန်တိုက်ခိုက်တာတို့တိုက်ခိုက်တာဆိုရင်လူရဲတဲ့ခင်ကြီးလို့ပါတယ်တပန်းပြန်ခင်ပါတယ်အမလေးကြားတာလေကြသိန်းကိုဖျန်းနေထားပါကြောက်နေတယ်ကြသိန်းထားတယ်လို့တာကျင်နာတတ်ပါတယ်တော့လုပ်တဲ့သူတင်ချင်းဆိုငါ့အောင်များငါရုပ်ရည်နဲ့ကြည့်လေကွာမင်းချက်လို့တွေလက်တွေကတက်တူးတွေတဲ့စပင်ရတဲ့ရှည်ရှည်စက်မင်းပြောတဲ့ကိစ္စငါလုပ်ဖို့ဆိုတာမလွယ်ဘူးဒီပြဟာဆွဲလန်းတာအကုန်ဖြတ်လို့ရတယ်မကောင်းအရက်ပဲဖြစ်ဖြစ်ကြိုက်တာဆွဲလန်းအကုန်ဆွဲလန်းတာအကုန်ဖြတ်လို့ရတယ်အဲ့ဒါဆွဲမိရင်ဖြတ်ရတာခက်တယ်အဲ့ဒါကြောင့်မလုပ်ပြရစေနဲ့ဦးလေး
တကယ်ကြတော့လူငယ်တွေကိုလည်းကျွန်တော်ကလမ်းပြတာမဟုတ်ပါဘူးလူငယ်တွေကိုတောက်တဲ့စားတဲ့အောင်ကျွန်တော်လမ်းပြတာမဟုတ်ပါဘူးအဲ့ဒီလူငယ်တွေရှိကကျွန်တော်တို့ကပြန်ပြီးတော့အခုဘ ഹു တုတတွေပြန်ယူနေရတာပါပုံမှန်လေးရိုးရိုးသားသားပြောရအောင်ကျွန်တော်တို့ငငယ်တုန်းကဗျာစဉ်းစားကြည့်လေတော်ရလုံးပေါင်းမှာ TV လေးတစ်လုံးမှရှိတာအဲ့ TV လေးတစ်လုံးတော့ကြည့်ကြင်သွားကြထိုင်ရပေါက်ကလေးဖြောက်ပြီးဖုံးလုံးတောင်ချောင်းကြည့်ရတာဟမ်ကောင်မလေးတွေရီရစကားပြောဖို့နေတာဘွေးချိတ်တာရီရတာတညာလုံးရေးရတာရေးဖဲဆိုတာအဲ့ရစားတာပဲတခါကျရင်မီးနောက်ကွက်ကလေးထုံဖိုင်လေးထုံပြီးတော့ရီရတာရေးရတာမိသိန်းတဲ့လောက်တော့ကိုတို့လည်းမိပါတယ်အခုလူတိုင်းရဲ့လက်ထဲမှာဖုန်းတွေရှိတယ်ကိုကြည့်ကျင်တဲ့ကောက်ကို WhatsApp ဆိုကောက်ကြည့်လို့ရတယ်လှုပ်ချင်တာကောက်လှုပ်လို့ရတယ်ဒီကောင်တွေကိုတဲ့လဲတယ်ရက်တော့တာဒီကောင်တွေကိုတဲ့ကိုပူကျွမ်းနေတယ်သူတို့ရှိရကိုပြန်ပြီးပညာသင်ရတာအမှန်မှန်တော့မှားနေပြီကျွန်တော်ကိုတို့အဲ့လိုမပြောပါနဲ့ကိုတို့တစ်ခါအဲ့လိုပြောတော့ကိုတို့ကရင်ထဲမှာမကောင်းလေဖိတောက်တွေပဲတကယ်တမ်းကျတော့သူတို့ရှိရကျွန်တော်အခုခေတ်လူငယ်တွေရှိရကျွန်တော်ပြန်ပြီးတော့ပညာပြန်သင်ရတာပါဘာဖြစ်လို့ဆိုတော့တကယ်တည်းကျွန်တော်ဒီဟိုအဲ့ဒီဖုန်းလေးပါတွေကိုတို့နားမလဲပါဘူးကျွမ်းလည်းမကျွမ်းကျင်ပါဘူးသိလည်းမသိဘူးတချို့သူတို့ရှိဝင်ပြောတယ်ကိုတို့ရေဟာတစ်တော့ရင်ပတ်စံအကောက်ရတယ်နော်ဒီလိုလို့ကိုမမနှိမ့်တတ်တာမနှိမ့်တတ်တော့မနှိမ့်တတ်ဘူးပြောတာလေဟာမဒီထဲတော့တောက်တာတွေစားတာတွေအကုန်လုံးပညာမှန်သမျှဘူးကြောင်ယူကြောင်တွေလောက်တာတွေအကုန်လုံး idea တွေမှန်သမျှအကုန်လုံးကလေအခုခေတ်လူငယ်တွေရှိကကျွန်တော်ပြန်သင်နေရတာပါဖះပေးချမ်းပေးပါကိုတို့ကလူကြားထဲမှာနေတယ်ဆိုတော့ကိုတို့လူတီများတယ်ဆိုတာလေအားအကြောင်းလူတီများတာပါလူငယ်တွေရှိကပြန်သင်တဲ့နီးစနစ်တွေနဲ့ပြန်ပြီးတော့ TikTok ပေါ်တင်ပေးတာပါအေးโอเคကိုတို့လို့လည်းထမင်းစားလိုက်အောင်မဒီလိုတို့ကြရဲပါတယ်ပါလို့ကတော့ကိုတို့ကတော့ရိတ်ပြီအသက်မရှိရအောင်စားတာโอเคနှုတ်ဆက်တယ်နော်ချစ်ဆုံးတို့အသေးတုံးတို့နှလုံးသားတို့မြစ်တုံးတို့ဟောင်းကြဟော少西小毛都很妙，小鸡心里有点问，闲话闲话，什么话？怎么的话嘛喏？